တောင်သူလယ်သမားဟာတေဆုံးနေတဲ့ဒေါင်းသုံးကောင်ကိုမြေမြုပ်ခဲ့တဲ့အတွက်ထောင်ဒဏ်15 ရက်ကျခံခဲ့ရပါတယ်။တပြိုင်နက်တည်းမှာပဲတရားသူကြီးကရဲတဦးကိုတောင်သူရဲ့လယ်ယာမြေကိုစောင့်ရှောက်ပေးဖို့ညွှန်ကြားခဲ့ပါတယ်။ဒါကြောင့်သူဟာနေ့တိုင်းမနက်စောစောလယ်ကွင်းကိုသွားပြီးရေလောင်းကတရိတ်ဆန်တွေရန်ကနေတီးနှံတွေကိုကာကွယ်ပေးခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီရဲသားဟာလယ်ယာလုပ်ငန်းကိုစိတ်ဝင်စားလာပါတော့တယ်။တစ်ဖက်မှာလည်းအဲ့ဒီအဖိုးကိုတောင်သူဟာထောင်ထဲမှာပဲနေရင်းနဲ့အခြားအကျဉ်းသားတွေကိုလေယာလုပ်ငန်းလုပ်ကင်ပြီးတင်ပေးနေခဲ့ပါတယ်။15 ရက်ပြည့်သွားတဲ့အခါတရားရုံးမှာရင်ဆိုင်ရပြီးတရားသူကြီးကလွှတ်ပေးဖို့ညွှန်ကြားခဲ့ပါတယ်။ဒါပေမဲ့စာရွက်စာတမ်းတွေမပြည့်စုံသေးတာကြောင့်တောင်သူဟာထောင်ထဲမှာရက်အနည်းငယ်ထပ်နေခဲ့ရပါတယ်။တရက်မှာတော့လယ်ကွင်းထဲမှာတခုခုမူမမှန်တာကိုရဲသားကသတိထားမိသွားပါတယ်။ဒါနဲ့တောင်သူစီသွားပြောတဲ့အခါတောင်သူကရေသွင်းတာကိုရှော့ဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့တီးနှံတွေပျက်စီးနေတာကိုမြင်ပြီးရွာသားတယောက်ကဈေးကွက်ထဲကပိုးသက်ဆေးတစ်မျိုးဝယ်လာပြီးလယ်ကွင်းထဲမှာဖြန်းပေးလိုက်ပါတယ်။တဖြည်းဖြည်းနဲ့ထောင်ထဲမှာတောင်သူရဲ့ကျန်းမာရေးလည်းချို့ယွင်းလာပါတယ်။တပတ်အကြာမှာတော့သူ့ကိုတရားရုံးမှာဒုတိယအကြိမ်ရင်ဆိုင်ဖို့ခေါ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့တောင်သူကိုထိုင်ခိုင်းထားပြီးရဲသားကလက်ဖက်ရည်တောက်ဖို့ထွက်သွားပါတယ်။အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတောင်သူဟာရွာကကောင်လေးတစ်ယောက်နဲ့အတူသူ့လယ်ကွင်းကိုတွားကြည့်ခဲ့ပါတယ်။လယ်ကွင်းကိုရောက်တဲ့အခါမှာတော့သူ့ရဲ့တီးနှံတွေဟာလုံးဝပျက်စီးသွားပြီဖြစ်နေပါတော့တယ်